နော်ဒီ hollow steel ကျို့ပေါ့နော် hollow steel ကျို့ရဲ့သူ့ရဲ့ဒီဟိုအဆင်ပုံတွေကျွန်တော်ဆက်ပြီးတော့တွားမယ်ပေါ့နော် theory ဘိုင်းတွေပေါ့နော် theory ဘိုင်းမှာမနေ့ကတော့ကျွန်တော်ဒီ plate ပေါ့နော်သူဆက်တဲ့အခါမှာဒီ plate ရဲ့သူ့ရဲ့ရည်ချင်းဖြစ်နိုင်မဲ့ strand ကိုဘယ်လိုဆက်လဲပြောခဲ့တာပေါ့နော်ဒီတစ်ခေါက်ကျတော့ကျွန်တော်ကဘာသွားမလဲဆိုတော့ဒီကပေါ့နော်ကျွန်တော်ကဒီလိုမျိုးဗျာသူ့ရဲ့ဒီမှာခုနကဟိုတနေ့ကပြောခဲ့ပါတော့ဒီ hollow steel ကျို့မှာ weak point တွေသူ့ရဲ့ဒီအလဲပေါ့နော်အလဲဒီဟောင်းတော့ပေါ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကဘာတော့ဆိုတော့ weak point ဖြစ်နေသူ strand ကောင်းတာတော့ဒီဘက်နိုင်ရန်ပိုင်းတွေကတော့ပေါ့နော် strand ကောင်းတယ်ပေါ့အဲ့တော့တကယ်လို့ဒါကျွန်တော်တို့ဒီဆက်တဲ့ဒီ plate ပြားကသူကဒီအလဲမှာပေါ့နော်ဟိုဘယ်လိုဆိုအလဲအတွင်းကိုကျနေတယ်ဆိုရင်ဟို loading နေတဲ့ရောက်တဲ့အခါမှာဒီကောင်ဒီဘာလဲဆိုတော့ pension shear လိုမျိုးပေါ့နော်အပေါက်ထွက်ဖြစ်သွားနိုင်ပေါက်ထွက်တာမျိုးဖြစ်သွားနိုင်တယ်အားကြောင့်ကျွန်တော်တို့ကဒီ pension shear မဖြစ်အောင်ဘာလို့ဆိုတော့သူ့ကိုဒီ strand နဲ့ဆက်ကြတယ်နောက်တစ်ခုကကြတော့လေဘာဖြစ်လဲဆိုတော့တကယ်လို့လေသူကဒီနိုင်ရန်ပေါ့နော်ဘာလို့ဆိုတော့ဒီ wall တွေပေါ့နော်ခုနဒီပြောတာကိုနိုင်ရန်လို့ပဲဆိုပါဘောနော် hollow steel ကျိုးကအဲ့အပေါ်တက်တဲ့ဒီ plate ပြားကရောက်သွားပြန်ပြီဆိုရင်လေဘာဖြစ်နိုင်လဲဆိုတော့သူကဒီမှာပြောထားပါတော့ local ရည်သင်းလို့ခေါ်တယ်သူရဲ့ဒီ local ရည်သင်းပေါ့နော်ပိတ်နေတာလေးဖြစ်နိုင်တယ်ဗျာအဲ့တော့ side wall တွေရဲ့ဒီ hollow steel ရဲ့ side wall တွေရဲ့ပိတ်နိုင်ဖြစ်နိုင်တယ်ပေါ့အဲ့ကြောင့်ကျွန်တော်တို့ကသူ့ရဲ့ဒီ plate ပြားရဲ့ဒီ width ကိုသတ်မှတ်တဲ့နေရာမှာသူ limitation ရှိတယ်အဲ့ limitation နဲ့ပတ်သက်တဲ့ theory လေ့လာမယ်ပေါ့နော်ဒီမှာဆိုသူကဘာလို့ဆိုတော့ 0.8 b ရဲ့ 0.85 နဲ့ဒီ b နဲ့ 2t ရဲ့ b နဲ့ 2t ဆိုတာကဘာလို့ဆိုတော့သူကဆိုပါတော့သူကဗျာဒါက width ပေါ့နော် width မှာဒါက b ဆိုရင်ဒီဘက်ကကျွန်တော်ကဒီ hollow steel ကျိုးမှာဒီဘက်မှာလေသူရဲ့ side wall လေးရှိရလေအဲ့တော့ b တွေက 2t ကိုနှုတ်တာပေါ့နော် b ရဲ့ 2t နဲ့ထက်ဒီပေါ့နော်ပြောချင်တာကကျွန်တော်တို့ရဲ့ဒီ plate ရဲ့ width ကဒီနိုင်ရန်ပေါ်ကိုလည်းမရောက်ကြဘူးဒါပေမဲ့တအားကြီးလည်းအထက်ကိုဝင်သွားလို့မရဘူးပေါ့နော်ဝင်သွားရင်လည်းခုနပြောသူ pension ဖြစ်နိုင်တယ်ပေါ့နော်ဟိုအပေါက်ကျွံသွားလို့ဖြစ်နိုင်တယ်အဲ့တော့သူက limitation ကဒီ b ရဲ့ 0.85 ဒီ b ရဲ့ 0.85% ဒါမဲ့လည်းသူကဒီနိုင်ရန်ပေါ်လည်းရောက်လို့မရအောင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူက theory မှာဘာရောက်ထားတော့ဆိုဒီမှာဒီ rn နဲ့ rn ဆို strap ပေါ့လေနော်strap ကသူကဘယ်ဘာဟိုအခြေခံထားဆိုတော့ strap is equal to force by area ကိုအခြေခံတယ်အဲ့လိုပေါ့နော် force by area ဒီနေရာမှာတော့သူက internal နဲ့ဆိုင်တာဆိုတော့သူက internal force ပေါ့နော် internal သူ့ရဲ့ဒီအတွင်းပြန်ခံနိုင်ရေပေါ့အဲ့တော့ဒီ internal force ဒီ force ကိုလို့ချင်းရင်ဘာလို့ stress နဲ့ area နဲ့မြှောက်တာပေါ့နော်ဒါလည်းသူကဒါသူ internal strength လို့ခေါ်တာပေါ့နော်သူရဲ့ အတွင်း strength ပေါ့အဲ့တော့ဒီ force ပေါ့ internal strength ဘယ်လောက်ထိ strength ဟောဖြစ်မဲ့လို့ချင်းရင်သူကဘာလို့ဆိုတော့ဒီ stress ရဲ့ area မြှောက်တာ stress ဆိုတာပေါ့နော်အဲ့တော့ stress ရဲ့ area မြှောက်တာ stress ဆိုတာကသူ့ရဲ့ internal resistance ပေါ့နော် resistance နဲ့ဒီ area နဲ့မြှောက်တဲ့ပုံစံအဲ့တော့ဒီမှာဆိုတာကသူ့ရဲ့ဒီပေါ့နော်ဒီကောင်းဒီဘာလို့ဆိုတော့ဒီ force stress နဲ့ area မြှောက်တော့ကျွန်တော်ကဒီမှာဆို 0.6 fy ဆိုတာက stress လို့ပြောလို့ရတယ်အနောက်ကဒီ t 2tv + b ဆိုတာကသူ့ရဲ့ဒါ area ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ကဒီဟိုဘာလို့ wetting ရဲ့ဟိုပေါ့နော် pension စစ်တဲ့နေရာမှာသူကျွန်တော်ဘာလဲဆိုတော့ဒီ steel တွေမှာလေကျွန်တော်ပြောခဲ့ဘူးလေ steel တွေကသူ့ရဲ့ tension ပေါ့နော်သူ့ရှေ့ရခံနိုင်ရေးကဘာလို့ဆိုတော့သူကမရှိရရေးတင်းကိုစစ်တာကိုဘာကြောင့်ဆိုတော့အခုကကျွန်တော်စစ်မှာဒီ tension ကိုစစ်မှာပေါ့နော်ဒီ b ကဟိုဘာလို့ဆိုတော့ဒီအတွင်းကိုတအားရောက်နေတဲ့အခြေအနေတွေဟိုအပီ pension ဆိုတာကကြုံကြရမယ့်ဟာကိုစစ်မှာဗျာအဲ့တော့ပြောချင်တာဆို pension ရှိရပါတော့နော်အဲ့တော့ရှိရကိုစစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကဘာလဲဆိုတော့ဒီရှိရပေါ့နော်ကျွန်တော်တို့ဒီ steel တွေမှာသူ့ရဲ့ရှိရခံနိုင်ရည်ဒီ tension ခံနိုင်ရည်ရဲ့ 60% ပဲရှိတယ်ဒါကကျွန်တော်ရှေ့မှာတောက်လျှောက်ပြောခဲ့ပါတော့ဒီကသူ့ရဲ့ laboratory ဟို experiment တွေအရာရောခုနပေါ့နော်ကျွန်တော်ပြောတဲ့ဒီ tension အတန်လေးပေါ့နော်အတန်လေးကသူကတန်ဆိုင်ကိုခံနေရဆိုရင်တချို့ကိုသူက tension ခံဖို့လွှတ်ပေးရပေါ့နော်အဲ့ကမှာသူ့ရဲ့တန်ဆိုင် strength ပေါ့နော်ကြာပါဒါမျိုးပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့ shear က 0.6 ပဲရှိတယ်သူ့ရဲ့ yielding strength က 0.6 ပဲရှိတယ်ဒါသူ့ရဲ့ shear ခံနိုင်ရင်နောက်က t 2t + bb ဆိုတာကတော့ဒါသူ့ရဲ့ဒီ pension ဖြစ်မဲ့ဆိုတော့သူကဗျာဒီလိုမျိုးဒါပါဒီလိုမျိုးအပေါက်ဖြစ်ပြီးကျွံကြပါပြီအပေါက်ရဲ့ 2tb + 2pp ဆိုတော့ဒီဘက်က tb နှစ်ခုဒီဘက်က tb နှစ်ခုဒီဘက်က pp အဲ့တော့ 2tb + 2pp ဆိုတော့ပတ်လည်အနာပေါ့နော်ပတ်လည်အနာရဲ့သူကဒီ thickness ရဲ့မြှောက်ထားပါပေါ့နော်တဲ့ပတ်လည်အနာနဲ့ဒါကပလိပြားရဲ့ပတ်လည်အနာနဲ့သူ့ရဲ့ဒီကျွန်တော်ရဲ့ thickness တွေပေါ့နော် thickness တွေမြှောက်တဲ့အခါမှာသူကဒါ pan ဟိုပေါ့ area ပုံစံဖြစ်သွားပါတော့ဒါ area အရှိက strap ပေါ့နော်အဲ့တော့ကျွန်တော်ကဒီသူ့ရဲ့ pension strength ကိုလိုချင်နေဆိုရင်ကျွန်တော်ဒီပုံသင်နည်းရဲ့စစ်ရမယ်ဒီပုံသင်နည်းရဲ့သဘောကတော့ဘာလို့ဆိုတော့သူဒီခုနပြောသလိုပဲ strap နဲ့ area မြှောက်ထားတာ strap ကသူ့ရဲ့ shear strap ကဘာလို့ဆိုတော့ 0.6 fy ဒီ steel တန်ဆိုင်ရဲ့ 60% ဒီ area ကတော့ဒါ perimeter ပေါ့နော် perimeter နဲ့ thickness နဲ့ညှိလိုက်တော့ area ထွက်တယ်နောက်တစ်ခုကတော့သူကဒီနိုင်ရန်ပေါ်ပေါ့နော် bb နဲ့ b ပြောချင်တာက bb / b ဆိုတာကကျွန်တော် hollow steel ကျိုးရဲ့ width နဲ့သူ့ရဲ့ဒီ plate ပြားပေါ့နော်လာထက်တဲ့ plate ပြားရဲ့ width ကတစ်ထက်ထဲကျတဲ့အခါမှာသူကဘာဖြစ်လဲဆိုတော့သူကဒီ side wall ပေါ်တွေပေါ့နော် side wall ပေါ်တွေကျသွားတဲ့အချိန်မှာသူကဒီဖြစ်နိုင်တဲ့ဒီ side wall ရဲ့ဒီရည်တင်းပေါ့နော်အဲ့လိုမျိုးရည်တင်းပေါ့နော်ပွင့်ညွတ်တာဖြစ်နိုင်တာကိုသူကတွက်ထားတာအဲ့တော့ဒီကောင်ကလည်း
ဘာလဲဆိုတော့ကိုင်းတော့တွက်ထားတာသူကလည်းပဲဘာလို့ဆိုတော့ဒီ area နဲ့ဒီ strut နဲ့ပဲပေါ့နော်တူတူပဲ 4 ဆိုလို့နေသူ area နဲ့ strut ဒီမှာတော့သူကဒါကဆိုရင်ဒါက strut ပေါ့နော်အနောက်ကတော့သူကဘာလို့ဆိုတော့ area ပေါ့နော်area အဲ့တော့ဒီမှာရှိတဲ့ LB ကတော့သူ့ရဲ့ဒီ barren lands လို့ခေါ်တာပေါ့နော် barren lands ရဲ့နောက်ပြီးတော့ဒီ K ဆိုတာကဘာလဲဆိုတော့ဗျာကျွန်တော်တို့ဒီ hollow steel မှာသူ့ရဲ့ဒီ hollow steel ရဲ့ဒီ side wall နဲ့ plate ပြားနဲ့ဆက်တဲ့အချိန်မှာသူ့မှာဒီစုံတဲ့နေရာလေးမှာပေါ့နော်သူက corner radius ဆိုတာလေးရှိတယ်အဲ့ radius တွေရဲ့အကျယ်ကိုသူက K လို့ခေါ်တာဒါကသူရှေ့က fight ကတော့ဒါထုံးတဲ့တိုင်းပေါ့နော်သူတို့ရဲ့ဒီ American ကျွန်တော်ကကုတ်ကို follow တာဆိုတော့သူတို့ engineer တွေ lab တွေမှာတောက်လျှောက်ဆန်းတဲ့ပုံစံအရာပေါ့နော်သူတို့ကဒီ load တွေ transfer ဖြစ်တဲ့အချိန်မှာသူကကားပြီးတော့ပေါ့နော်ဒီ plate ကနေပြီးတော့ဒီ hollow steel ကိုဟို transfer ဖြစ်တဲ့ load transfer ဖြစ်တဲ့အချိန်မှာကားထွက်ဗျာအဲ့ကားထွက်တာကဒီခုနကဒီ corner radius ရဲ့ width ရဲ့5ဆလောက်ရှိတယ်ဆိုပြီးတော့သူတို့ကဒါသူတို့ရဲ့ detail စမ်းသပ်ချက်တွေကသူတို့ထည့်ထားတာပေါ့နော်ပုံတင်လေးအဲ့တော့ 5K plus LV နဲ့ဘာလို့ဆိုတော့ဒီ thickness ပေါ့နော် thickness နဲ့မြောက်တာအဲ့ဒါကဘာလို့ဆိုတော့ area အရှိရဘာလို့ဆိုတော့ 12y အဲ့တော့အရှိရဘာလို့ဆိုတော့ 12y အဲ့ 2FY ကဘာလဲဆိုတော့ဒီကျွန်တော်တို့ဘာလို့ဆိုတော့ဟိုပါနော်ကျွန်တော်ကပြောတဲ့ strut ပေါ့နော် strut လို့လည်းခေါ်တယ်ဒီ internal strut ပေါ့နော် internal resistance ပေါ့လေအဲ့တော့ strut နဲ့ area မြောက်တော့ဒါကရတယ်ပေါ့နော်ဒါကသူ့ရဲ့ဒီခုနက side wall တွေဟိုရေးရင်းမဖြစ်အောင်တွက်တယ်ဒါပုံသင်လေးပေါ့နော်အဲ့တော့အရှိကဒီမှာဆိုရင်ပန်းရှင်းမှာကျတော့သူက strand ကိုလုံးဝဘာလို့ဆိုတော့1နေပေါ့နော်ပြောရဆို factor မလျှော့ဘူးဆိုတဲ့အနေအထားမျိုး fine ဒီ1ပြည့်ကြီးဘာလို့ဆိုတော့ဒီမှာကျွန်တော်တို့ကဗျာဒီမှာရှိရမှာ 0.6 လျှော့ထားပြီးသားပေါ့နော် 60% ပဲယူထားဆိုတော့သူကထပ်မလျှော့တော့ဘူးလျှော့ရင် over design တွေဖြစ်လာနိုင်တယ်နော်အဲ့တော့1ပဲယူတယ် fine ဒီမှာတော့ 0.75 ထိယူတယ်ပေါ့နော်ဟို 0.75 ထိယူတယ်ဘာလို့ဆိုတော့ဒီ local ရေးင်းပေါ့နော်ရင်းဖြစ်တာကတို့ကစိုးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကလုံးဝခံနိုင်ရှိဖို့လိုတယ်လိုပြီးတော့ဗောနော်မဖြစ်တဲ့ face ဖြစ်တာနော် local ရေးတင်းတို့ backlight အဲ့လိုဖြစ်နိုင်တာကိုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအဲ့ဒါကိုတော့ 0.75 ပေါ့နော် 75% ပဲ strand ကိုယူပြီးတော့တွက်တယ်ပြောနေတာပို့ပြီးတော့ဟို safe ဖြစ်ပေါ့နော်ဟိုလိုချင်တာပေါ့နော်ဒါကဒီ theory နှစ်ခုကိုရှင်းပြရနောက်ရကြမှာကျွန်တော်ဒါလေးဆက်ရှင်းပြမှာပေါ့နော်ဟုတ်ပြီကိုကအခုလိုမျိုး theory တွေကို detail လေ့လာခြင်းနဲ့နောက်ပြီး theory အတိတ်နိုင်ကိုသိကျင်နေဆိုရင်တော့ကျွန်တော်မှာပေါ့နော်ဒီတစ်ခုတည်းသောဒီသင်တန်းလေးရရှိမှာပေါ့နော်အဲ့ဒီသင်တန်းမှာကျွန်တော်ကပါသင်ပေးရဲဆိုတော့ဒီမှာအခုဆိုရင်ဒါပထမဆုံးတစ်ခု topic ပေါ့နော် 3 story hand calculation 3တဲ့တိုက်ကိုကျွန်တော်ဒီ lab only ပေါ့နော် software မှာပါပဲနဲ့ဘယ်လိုတွက်မယ်ဆိုတာလေးသင်ပေးထားရှိတယ်အဲ့တော့ဒီ topic တစ်ခုထဲမှာနေကျွန်တော်သင်ပေးထားတာကဗီဒီယိုပေါင်းဘောနော်တော်နိုင်နေဆိုခွနိုင်ကြလောက်ရှိတယ်ဒါနေပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်ဒီ junior ပေါ့နော်ကျွန်တော်ကျောင်းသားတွေဘော theory ကိုဒီအဝါပေါ့နော်ပိုင်နိုင်အောင်ဆိုပြီးတော့ကျွန်တော်ကဘင်းပေါ့နော်ဘင်းကန်းဆိုရင်ဒါကခလေးစင်ဗျာဘင်းဆိုတာအခြေခံဘယ်လိုစပြီးတွက်တယ်ဆိုတော့ theory တွေကိုအခုလိုမျိုး detail ပေါ့နော်ပြောပြထားရရှိတယ်ဒီမှာဆိုလဲ minute တွေအောင်နော် minute ရှင်းဗီဒီယိုတွေအများကြီးပေါ့အဲ့ပြီးတော့အဲ့ဒါတွေကဆိုမဟုတ်ဘူးကျွန်တော်တို့ဒီမှာ chapter 5ဒါဆိုရင်ဘင်းကိုမှ modify ဖြစ်တာပေါ့နော် continuous span ဒီမှာဆိုတာ minute 40လို့ပေါ့နော်အဲ့ဒါပဲလားဆိုမဟုတ်ဘူးဒီမှာဘင်း share calculation တွေပေါ့နော်လိုလေး minute ရှင်းဗီဒီယိုလေးရှိတယ်နောက်တစ်ခါ RC ပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်မှာဒီ steel ပေါ့နော် steel နဲ့ပတ်သက်ပြီးတော့လဲဒီမှာဆို tension member အကြောင်းပေါ့နော် minute ရှင်းဗီဒီယိုတွေအများကြီးတင်ပေးထားတယ်နောက်ပြီး border connection border ပေါ့ border connection တွေမှာဆိုကျွန်တော်တို့ဘယ်လိုတွက်လဲ border connection နောက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့တင်ပေးမှာရှိသေးတယ်ပေါ့နော် shear board diagram movement diagram ဆွဲနည်းတွေဟိုနောက်ပြီးတော့ဘာတော့ဆိုတော့ဒီမှာဆိုရင် pin water connection တွေပေါ့နော် steel water connection တွေတင်ပေးထားရှိမယ်ဒါပေမဲ့ဆရာဦးညီနာငယ် refresher course တွေပေါ့နော်အဲ့လိုစုံနေအောင်ရှိရပါနောက်တစ်ခြားကျွန်တော် topic တွေထပ်ပြီးတော့ထည့်ဖို့လည်းရှိတယ်အဲ့တော့ဒီသင်တန်းလေးကိုတော့ဒီသင်တန်းတစ်ခုပေါ့နော်ကျွန်တော်မှာဒါလေးတင်ပေးနေတာရှိတယ်ပေါ့နော်အဲ့ဒါလေးစိတ်ဝင်စားရကျွန်တော်ရဲ့ဒီ Telegram အကောင့်ကနေလာပြီးတော့ဆက်သွယ်မြင်မြန်လို့ရပါတယ်အဆုံးလေးကြည့်ပေးတာတရားရှင်းနေနိုင်ကိုကျေးဇူးတင်ပါတယ်